မင်္ဂလာပါကျွန်တော်ကတော့ Cherry Gaming က Cherry ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် share ရှိတာလေးနှစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ပထမရွေးချယ်ရတဲ့ရှိတာကတော့ Make Fan Art of Four ဆိုတဲ့ရှိတာလေးပဲဖြစ်ပါတယ်ဒီရှိတာမှာရေတွေကကြည့်လိုက်ပါဦး brother ကိုကြည့်လိုက်ပါဦး brother တို့တွေ့ရတဲ့ပဲရေတွေကကြည့်နေမယ်ကောင်းကင်ကြတဲ့သူနဲ့သူစိတ်ကြိုက်လှနေမယ်ကဲအဲ့တော့ဆိုရင်ဒီရှိတာရဲ့နှစ်တာထဲကိုတခြားလာကြည့်ခဲ့ကြပါဦးဒီရှိတာရဲ့နေတာကလည်းသူနဲ့သူတော့အရန်လှတယ်ကွာပြီးတော့လာပါတွေဆိုလည်းအရာတွေတာရထဲမှာမပေါ့ဘူးသူနဲ့သူတော့ကြည်ကောင်းတယ်ဒီနေတာကို rating ပေးရမယ်ဆိုရင်တော့10မှာ7ပဲလောက်ဆိုတော့ rating ပေးခြင်းကဲအဆိုရင်ဒီရှိတာရဲ့တဲ့အထဲကိုတွားကြည့်ကြမယ်ဒီရှိတာရဲ့တဲ့အကလည်းကွာအရန်မှောင်းလဲဆိုပေမဲ့သူနဲ့သူတော့မစိုးဘူးလို့ပြောလို့ရကဲအဲ့ဒါဆိုရင်နောက်ရှိတာတစ်ခုကိုသွားကြမယ် let's go နံပါတ်နဲ့ရွေးချယ်လာတဲ့ရှိတာလေးကတော့ AFKTV ဆိုတဲ့ရှိတာလေးပဲဖြစ်ပါတယ်ဒီရှိတာမှာကွာရေတွေနဲ့သူဟာနဲ့သူတော့မဆိုးအဲလိုပဲကြည့်လိုက်တော့ကွာပြီးတော့ကောင်းကင်ဆိုတဲ့သူနဲ့သူတော့လာတယ်ကွာပြီးတော့ဒီရှိတာမှာထူးခြားတစ်ခုကတော့ဒီ orange ဟိုအရှိမသူရင် orange အားလုံးကအရာတောင်းပဲကွာညာလိုက်ဆိုကေးရီမိုင်းတွေမှာဆိုအရာတောင်းပဲလင်းတယ်အဲ့တကူတော့မိုင်းတယ်နောက်ပြီးထူးခြားတစ်ခုကွာဒီရှိတာရဲ့တပင်းတွေကလှုပ်နေမယ်ကဲအဲ့ဒါဆိုရင်ဒီရှိတာရဲ့နေတာထဲကိုတွားကြည့်ကြအောင်ဒီရှိတာရဲ့နေတာကွာအရာတွေဒါအရန်တောင်းနေမယ်ပြီးတော့မယ် growth stone လေးပဲကြည့် growth stone လေးပဲဆိုရင်အရာတောင်းတယ်အားရတခုတော့ဒါမိုင်းကွာငါတော့ဒါကြိုက်နေတော့မသိငါတော့အရန်ကြိုက်နေဒီနဲ့တော့ rating ပေးရမယ်ဆိုရင်10မှာ9ရာတီတော့ rating ပေးရကွာဒီရှိတာရဲ့ကွာတဲ့အထက်မှာဆိုရင်သူနဲ့သူတော့အရန်လာတယ်ဟိုကြည့်ကွာကြည့်စကြောက်ရတဲ့တခုလည်းရောက်သွားတယ်လို့ပဲ animation တခုရောက်သွားတယ်လို့ပဲသူနဲ့ဒီလောက်ထားပေးတဲ့တခုရှိအရန်လာဒီတဲ့ algo rating ပေးရမယ်ဆိုရင်10မှာ9ရာတီတော့ rating ပေးကဲအားလုံးပဲဒီနေ့ video ကတော့ဒီလောက်ပဲကွာဒါတွေကိုကြိုင်းရင်မင်းတို့ငါရဲ့ Telegram ရဲ့ channel မှာလာ download ရတယ်ကဲအခု video လေးကိုကြိုင်းရင် like and subscribe လေးနဲ့ကူညီပြီးတော့ကြပါဦး